ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့ Dot Trainer ဆရာဇွဲရနိုင်လို့ခေါ်ပါတယ် Publicity Dot Training School ရဲ့ founder လည်းဖြစ်တယ်လို့ trainer ဆရာလည်းဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများအားလုံးအတွက်ကျွန်တော် knowledge sharing ပေးမဲ့ကိစ္စလေးကတော့ဗာလေးလဲဆိုတော့ကျွန်တော်ရဲ့ TikTok account တွေမှာ Facebook Messenger Facebook Viber တွေမှာအများနဲ့လိုလာရပြီးမေးမြန်းနေကြတယ်လူကြီးမင်းတို့မေးမြန်းနေတဲ့မေးခွန်းတစ်ခုဖြေချပေးခြင်းဖြစ်ပါတယ်အဲ့ဒီမေးခွန်းကဘာလဲဆိုရင်ဆရာကြီးကျမတို့အိမ်မှာကျွန်တော်တို့ရဲ့တီလေးကကိုက်နေပါတယ်လူစိမ်းတွေလည်းကိုက်နေတယ်မိသားစုလည်းကိုက်နေတယ်အဲ့တော့ကိုက်နေလို့ကျွန်တော်တို့မကိုက်အောင်ဘယ်လိုသင်လို့ရလဲဆရာကြီးဘယ်လိုသင်လို့ရလဲဆရာကြီးဆိုပြီးတော့ခဏမေးတဲ့မေးခွန်းကိုကျွန်တော်တွေ့နေရပါတယ်ခင်ဗျနော်ဒီနေ့မှာတော့ဒီမေးခွန်းနဲ့ပတ်သက်ပြီးကျွန်တော်အဖြေလေးဖြေပေးလိုက်ပါမယ်ဒီကိုက်တဲ့ကလေးနဲ့ပတ်သက်ပြီးဘယ်လိုသင်လို့ရလဲလို့မေးတဲ့မေးခွန်းရဲ့အဖြေကတော့ဒါသင်ကြားမယ်အပိုင်းမဟုတ်ပါဘူးခင်ဗျပြုပြင်ပြောင်းလဲရမယ်အပိုင်းဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတဲ့အချက်တွေကဒီ၄ချက်ပေါ်မှာမူတည်ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ခွေးလေး aggressive ဖြစ်လာခြင်းအခြေခံအားဖြင့်အချက်ကတော့၄ချက်ပဲရှိတယ်ဗျအဲ့ဒါဘာလဲဆိုနံပါတ်1မျိုးရိုးဗီဇကြောင့်ကလေးတွေ aggressive ဝင်ခြင်းနံပါတ်2တက်ခင်အလိုလိုက်မှုကြောင့်စီကံဖြတ်မှုကြောင့် aggressive ဖြစ်ခြင်းနံပါတ်3ပတ်ဝန်းကျင်ကြောင့်ဖြစ်ခြင်းနံပါတ်4သူတို့ရဲ့ maiden တောင်းတဲ့ maiden ကာလကြောင့်ဖြစ်ခြင်းဒီအချက်၄ချက်ရှိပါတယ်ဒါနဲ့ပြန်ပြီးတော့ကျွန်တော်တစ်ချက်ချင်းစီပြန်ပြီး analysis လုပ်ပြရမှာဆိုရင်နံပါတ်1မျိုးဗီဇကြောင့်ကြိုက်ခြင်းဆိုးခြင်းဒါရဲ့ဘာကိုပြောလဲဆိုရင်ကျွန်တော်တို့အကြမ်းမြင့်အဖြစ်ပေါ့နော်တော်တော်များများပြောကြတယ်ဒိုကူဆိုရင်ကြိုက်တယ် royal လာဆိုကြိုက်တယ် pit bull ဆိုရင်ကြိုက်တယ်ဒီ gap door တွေဆိုတော်တော်များများကြိုက်တယ်လို့သတ်မှတ်ထားကြရဗျာနော်မှန်ပါတယ်ဒါပေမဲ့ 100% တော့မဟုတ်ပါဘူးခင်ဗျာနော်ဒိုကိုတွေမကြိုက်တဲ့ကလေး royal လာမကြိုက်တဲ့ကလေး pit bull မကြိုက်တဲ့ကလေးအများကြီးရှိပါပြီဗျာနော်ဒါရဲ့ဘာလဲဆိုတော့ကျွန်တော်တို့ခုနပြောတဲ့အချက်၄ချက်ရဲ့နံပါတ်1ဖြစ်တဲ့မျိုးဗီဇကြောင့်ဆိုခြင်းကြိုက်ခြင်းဒီအချက်လေးတွေမှာဒီလိုလာမေးတဲ့မေးခွန်းတွေရဲ့နောက်ကမှာဖြစ်ပြနေတဲ့ကိုက်နေကြတဲ့ကလေးတော်တော်များများတရားမှာ 80% ကဒီ normal breed ဖြစ်တဲ့ဒီဒိုကိုတွေ royal လာတွေ pit bull တွေမဟုတ်ပါဘူးဗျာနော်ဒီ mixed breed cross breed တွေဖြစ်တဲ့ဥပမာဆိုကြပါစို့ shih tzu နဲ့ terrier ဆက်လိုက်တာတို့ spaniel နဲ့ terrier ဆက်ထားတာတို့နော် by the way အခြားကလေးအမျိုးမျိုးပေါ့နော် royal လာနဲ့ဒိုကိုဆက်တာလို့ဒီလို cross breed တွေ mixed breed တွေကနေပြီးတော့မှဒီ aggressive ဖြစ်လာတဲ့အကြောင်းရင်းတွေများတယ်ဗျာနော်အဲ့တော့ခုနကကျွန်တော်ပြောချင်တဲ့နံပါတ်1မူလမျိုး breed ကြောင့် aggressive ဝင်နိုင်ခြင်းမှာဒီ mixed breed တွေမှာအများသောအားဖြင့်မျိုးအဆက်ကလေးမှာအများသောအားဖြင့်တရားမှာ90% လောက်ဖြစ်ကြပါတယ်ခင်ဗျာနော်ကျန်တဲ့ royal လာကြိုက်တာပစ်ဘူးကြိုက်တာကြတော့ဒါလည်းသူကလည်းဂတ်တော့မျိုးစားလေးဖြစ်တဲ့အတွက်သူ့ရဲ့မျိုးရိုးငကိုဗီဇပေါ့နော်ငကိုမျိုးရိုးဗီဇရဲ့breed ရဲ့စရိုက်တွေကြောင့်လည်းဒီကလေးရလည်းဒီလိုမျိုးတက်ခင်ကာကွယ်ရင်မိသားစုကာကွယ်လို့စိတ်တွေကြောင့်ကြိုက်တဲ့အကျင့်မျိုးလေးရှိပါတယ်ဒါနံပါတ်1ပေါ့နော်နံပါတ်2နဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဒါကတော့ဘာလဲဆိုရင်မိသားစုအလိုလိုက်ခြင်းအောင်ဖြစ်ခြင်းပေါ့နော်မိသားစုတွေကအလိုလိုက်တယ်ဘာတွေအလိုလိုက်တာလဲဆိုဒီကလေးတွေကိုကျွန်တော်တို့အလိုတွေလိုက်နေမယ်သူတို့လိုချင်တာသူတို့ဖြစ်ချင်တာတွေလုပ်ပေးနေမယ်ဒီအိယာဘော်တွေခေါ်သိမ့်မယ်မလိုလားဘဲနဲ့ overtake တွေလုပ်မယ်ထမင်းတွေလိုက်ခွန့်ကျွေးတာမျိုးတွေလုပ်မယ်နေရကသူဒါလုပ်လဲသူ့ကိုအပြစ်မမြင်ဘူးဟိုကလုပ်လဲအပြစ်မမြင်သူဖြက်စီးသမျှလဲဘာမှမပြောချစ်တာတကူတည်းကနေပြီးတော့ကလေးတွေကိုစီကံပြတ်နှစ်တဲ့အပိုင်းတွေလူဆက်သွင်းတဲ့အပိုင်းတွေဖြစ်လာတဲ့အခါမှာဒီမိသားစုတွေရဲ့စီကံမရှိမှု overtake လုပ်မှုတွေကြောင့်ကလေးတွေဒီ aggressive ဝင်လာခြင်းတွေဖြစ်ပေါ်တယ်။အဲ့ဒီချက်တွေကြောင့်ပဲမိသားစုတွေကိုပြန်ကြိုက်တာတွေလူစိမ်းတွေကိုကြိုက်တာတွေပြီးတော့မိသားစုရဲ့အိမ်ပိုင်နက်ကိုတတ်မှတ်ပြီးတော့ကြိုက်တာတွေဒါတွေဖြစ်ပေါ်လာပါတော့။နံပါတ်3ကတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကြောင့် aggressive ဖြစ်ခြင်းပတ်ဝန်းကျင်ကြောင့် aggressive ဖြစ်ခြင်းမှာနှစ်ပိုင်းကွဲပါတယ်။နံပါတ်1ပတ်ဝန်းကျင်ကြောင့် aggressive ဖြစ်ခြင်းကကြောင့်တချို့ကလေးတွေ channel မှာထားကြတယ် channel မှာလွတ်ထားတယ်ပတ်ဝန်းကျင်ကဒီလိုမျိုးပေါ့နော်လှမ်းစတာမျိုးပတ်ဝန်းကျင်ကလေးတွေကစတာမျိုးခဲနဲ့ပေါက်တာမျိုးဖြစ်တာမျိုးဒီအရာတွေမှာသူတို့ဒီစိတ်ဒေါသထွက်ပြီးတော့ aggressive ဖြစ်လာတဲ့အပိုင်းတွေရှိသလိုနောက်တစ်ပတ်ဝန်းကျင်ကြောင့်ဖြစ်ခြင်းဆိုတာဘာပတ်ဝန်းကျင်ကိုပြောလဲဆိုတော့မိသားစုတွေရဲ့ဒီလိုဆိုကြပါစို့ကျွန်တော်ရဲ့အတွေ့အကြုံရကျွန်တော်တွေ့နေရဆိုရင်ဒီတိုက်ခန်းတွေ control တွေမှာနေတဲ့ကလေးတွေအများသောအားဖြင့် aggressive ဖြစ်ကြတယ်ဗျ။ဘာကြောင့်လဲဆိုတော့ social skill ပြတ်သွားတာ social ပြတ်သွားတာဒီသူ့ရဲ့ environment တစ်ခုကဒီတိုက်ခန်းနဲ့ဒီ control ထဲမှာပဲနေရဖြစ်တဲ့အတွက်အပြင်လမ်းမလျှောက်ပြဘူးမိသားစုတွေကလည်းချစ်လို့တာမွေးထားတယ်သူ့အချိန်မပေးနိုင်ဘူးဒီကြားကကျွန်တော်စကားဖြစ်ပြောရရင်တီလေးတွေမွေးမယ်ဆိုရင်အာဝီလေးမွေးမယ်ဆိုနံပါတ်1စဉ်းစားရမှာဒီငါသူတို့အပေါ်ကိုအချိန်ပေးနိုင်ရလားဆိုတော့လူကြီးမင်းတို့စဉ်းစားသေးချင်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်ဒီပတ်ဝန်းကျင်တွေဒီ social ပြည့်ချင်းတွေကြောင့်ကလေးတွေ aggressive ဖြစ်လာနိုင်တယ်ဘေးပတ်ဝန်းကျင်နဲ့ side effect တွေကြောင့်လည်း aggressive ဖြစ်လာနိုင်တယ်နံပါတ်4အချက်ကတော့ကျွန်တော် mating ကာလကြောင့် aggressive ဖြစ်ခြင်း mating ကာလဆိုခွေးတီးလေးခွေးမလေးတွေဒီ heat down တဲ့ကာလခွေးမလေးဆိုလဲ heat down တယ်ခွေးတီးလေးဆိုလဲဒီ heat down တယ်ဒီသားတောင်းနေတဲ့အချိန်ကာလအတော်တွေမှာသူတို့ရဲ့စိတ်တွေဒီ
သူတို့ရဲ့ mandate ဒီတည်ငြိမ်မှုမရှိကြဘူး excited ဖြစ်နေကြတယ်နော်သူတို့တွေဒီပေါ်မှာတက်ရောက်မှုတွေများနေကြတယ်အဲ့လိုအချိန်မျိုးမှာစိတ်မကြည်လင်တာဖြစ်တတ်တယ်အဲ့လိုအချိန်မျိုးမှာပတ်ဝန်းကျင်ကိုကိုက်မိတာတက်ခင်ကိုပြန်ကိုက်တာတွေအများသောဖြစ်ကြဗျာနော်ကျွန်တော်တို့အသည့်ထဲမှာကျွန်တော်မိတ်ဆွေတွေထဲမှာသူတို့ဒီလိုပဲသူတို့အိမ်မှာမွေးထားတယ်သူကလေးလေးကအထီးလေးကသူ့အမလေးကိုတက်ခွာတော့သူကမကြိုက်ဘူးဆိုပြီးတော့ကျိုးဆွဲလိုက်တဲ့ခါမှာသူ့ပြန်ပြီးကြိုက်တယ်ဆိုရင်ကြိုက်တယ်ကြိုက်တာအောင်မှရစရာမရှိအောင်ကြိုက်တာနော်ဒီလက်ဘင်းတွေရောလက်တွေရောပေါင်တယ်အကုန်ကြိုက်တာဒါပေမဲ့အဲ့လူကိုမေးကြည့်လိုက်ပြန်တော့သူဒီကလေးကိုအရန်ချစ်တဲ့ကလေးအရန်ချစ်တဲ့သခင်သူ့သမင်းတွေခွန်ကျွေးတယ်မလိုလားဘဲနဲ့ overtake တွေလုပ်တယ်အေးရဘော်တင်သိပ်တယ်သမင်းတွေခွန်ကျွေးတယ်သူသမင်းမစားရင်တော့လိုက်ခွန်ကျွေးနေရအမျိုးတွေအဲ့လိုမျိုးပေါ့နော်ဒါဒီလိုဖြစ်ရက်တွေဒီလိုအလိုလိုက်မှုတွေကြောင့်ဒီလိုမီတင်ကာလမှာကလေးတွေဒီစိတ်မတည်ငြိမ်မှုတွေနဲ့သူတို့စိတ်အလိုမကျမှုတွေဖြစ်နေတဲ့အချိန်မှာရောပြီးတော့တကယ်ကိုမဲပြီးကြိုက်တာမျိုးရှိတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဘလိုမျိုးဆရာကြီးကြိုက်တာကိုလုပ်လို့ရလဲပြည့်ပြည့်လို့ရလဲလို့မေးရင်ကျွန်တော်အခုပြောလိုက်တဲ့အချက်၄ချက်ကိုလိုက်နာမယ်ဆိုရင်နော်ဘယ်ကလေးပဲဖြစ်ဖြစ်အဆင်ပြေနိုင်ပါတယ်နံပါတ်1အလိုလိုက်တာရှော့ပါနံပါတ်2စီကံဖြတ်တာရှော့ပါနံပါတ်3လိုအပ်တာတဲ့ပူတက်နာတာရှော့ပါနံပါတ်4ကြောက်ပြတာရှော့ပါဒီ၄ချက်ကိုလူချင်းမင်းတို့ကောင်းစွာနားလည်မယ်ဆိုရင်အခုလက်တွေ့ရှိမှကြုံတွေ့နေရတဲ့မိမိကလေးမိမိကိုပြန်ကြိုက်တဲ့ပြဿနာတွေကဖြည့်ရှင်းသွားပါလိမ့်မယ်ကျွန်တော်ပထမဦးဆုံးပြောခဲ့တဲ့ဒီ aggressive ဖြစ်ရခြင်းအချက်၄ချက်ကိုလည်းကောင်းစွာနားလည်မယ်လို့သဘောပေါက်ပါတယ်ကျွန်တော်ထင်ပါတယ်နော်ဒီ၄ချက်ကိုနားလည်မယ်ဆိုရင်လည်းလူကြီးမင်းတို့အနေနဲ့ဒီခက်ခဲဖြစ်နေတဲ့ကလေးတွေကရတဲ့အကြောင်းရင်းတွေကိုတခြားနားလည်ပြီးလို့လည်းမျှော်လင့်ပါတယ်အဲ့ဒါဆိုရင်တော့လူကြီးမင်းတို့ဘယ်လိုကင်တွယ်လို့ရမလဲဘယ်လိုပြပြင်လို့ရမလဲဆိုတာလူကြီးမင်းတို့သိပြီလို့ကျွန်တော်ထင်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါဒါကကျွန်တော်လာမင်းနေတဲ့လူကြီးမင်းတို့အားလုံးသိကျင်နေတဲ့ကိုက်ပါဆိုတဲ့ကလေးတွေကိုဘယ်လိုပြပြင်ရမလဲဆိုတဲ့အခြေခံအားဖြင့်ပြပြင်နိုင်ရင်သိထိုက်သော knowledge များကိုကျွန်တော် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ Dot Trainer ဆရာဆွေရနိုင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ